ခါစစ်တီတွေနဲ့အတူရောက်လာပါတယ်။ဒါပေမဲ့သူတို့ရောက်နေရတာကိုနိုဟာရွာမဟုတ်ပဲဟင်းလင်းမြင့်ကြီးထဲမှာဖြစ်နေရကြောင်းဘယ်နေရာကိုရောက်လာကြလဲဆိုတာမသိပဲဖြစ်နေကြပါတယ်။ပြီးရဲ့နောက်မှာတော့ကြောက်တုံးမျက်နှာကြီးတွေနဲ့အတူအဖွားရှိမှပြပြတာကြောင့်ကိုနိုဟာရွာကိုဖိန်းတွေလာရောက်တိုက်ခိုက်တဲ့အတွက်အခုလိုဖြစ်သွားရတာမှန်သိသွားကြပါတယ်။ဆူနာတဲကလည်းအပြက်စီးတွေချာကနေထွက်လာရင်ခါဆူယူကိုတုံးပြီးသူတိတ်ထားသမျှချာကရာတွေအကုန်နဲ့ရွာသူရွာသားတွေကိုကယ်လိုက်တာကြောင့်နှစ်ဖိုးကတစ်စိတ်ကပျောက်နေရကိုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်ပဲရွာမှာရှိတဲ့သူအများစုကအသက်အန္တရာယ်ကနေလွတ်မြောက်ခဲ့ကြပေမဲ့တချို့သူတွေကတော့ငြိမ်သက်နေကြပါတယ်။အကုန်လုံးကလည်းရွာရဲ့အပြက်စီးတွေချာတွေကနေထွက်လာခဲ့ကြပြီးတော့နာရူတိုရောက်လာပြီဆိုတာကိုလည်းဟျူဂါကလန်နာရှိနိုဘီတွေကြောင့်သိလိုက်ကြပါတယ်။ဖိန်းကလည်းတူလိုက်ရှာနေတဲ့ကိုမီကထွက်လာပြီးဖြစ်တဲ့အတွက်ကျန်တဲ့ဖိန်းတွေကိုပြန်လဲထိချုပ်လိုက်ပြီးထူးဆန်းတဲ့ရင်းနေကန်ကောင်းကြီးရဲကိုတေဆုံးသွားတဲ့သူကိုထည့်လိုက်တဲ့အချိန်မှာချက်ချင်းအကောင်းပကတိပြက်ရှင်လာတာကိုတွေ့လိုက်ရပါတယ်။ဖိန်းတွေရဲ့နောက်ွယ်ရဲ့ခေါင်းဆောင်ကလည်းစွမ်းအားအများကြီးသုံးထားရတာကြောင့်ခိုနန်ကစောင့်ကြည့်ပေးဖို့ထွက်သွားခဲ့ပြီးနာရူတိုရဲ့ရှေ့ကိုတော့ရင်းနေကန်ရဲ့စွမ်းအား6မျိုးဖြစ်တဲ့ဖိန်း6ယောက်လုံးကရောက်လာခဲ့ပါတယ်။ဆူနာတဲကလည်းသူဟာဒီရွာရဲ့9ယောက်မြောက်ဟုတ်ကခဲ့ဖြစ်တဲ့အတွက်ဘိုးဘေးစစ်ဆက်ရဲ့အိမ်မက်ဖြစ်တဲ့ကိုနိုဟာရွာကိုဖိန်းကဖျက်ဆီးလိုက်တဲ့ကြောင့်ထိတ်ဆိတ်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒါကြောင့်ပဲနာကျင်မှုအကြောင်းကိုနားလည်လာတဲ့ဆူနာတဲကိုဖိန်းကအပြက်ရှင်းဖို့လုံမှာနာရူတိုကလက်သီးတစ်ချက်ထဲနဲ့ပဲဖိန်းတရက်ကိုချက်ချင်းအပေါက်သိလိုက်ပါတယ်။ပြီးရဲ့နောက်ဒီလိုကောင်မျိုးတွေကြောင့်ကိုနိုဟာရဲ့ဟုတ်ကခဲ့ရစိတ်ရှုပ်မခံပဲအေးအေးဆေးဆေးနားဖို့နဲ့ဒီကောင်တွေကိုသူရှင်းလိုက်မယ်လို့သူ့ဆရာနဲ့၄ယောက်မြောက်ဟုတ်ကခဲ့လို့ရဲရဲဝံ့ဝံ့ရှေ့မှာကာကွယ်ပေးနေပါတယ်။ထန်နိုဖိန်းကလည်းရှင်ရာထန်းဆဲကိုတုံးထားတာကြောင့်သူ့ရဲ့စွမ်းအားပြန်ရဖို့အချိန်တိုင်းတာတစ်ခုလိုတဲ့အတွက်နာရူတိုနဲ့တိုက်ဖို့ကြံတဲ့ဖိန်းတွေကသူ့ကိုဝေးရန်လိုက်ကြပါတယ်။နာရူတိုကလည်းကာမာကီချီကိုဆူနာတဲကိုခေါ်သွားဖို့နဲ့ဂျွာရဲရဲ့လူတွေကိုလည်းတိုက်ပွဲချားကိုဝင်မရှုပ်ကြဖို့ပြောလိုက်ပြီးဆူနာတဲပေးခဲ့တဲ့ခါဆူယူကိုတော့ယူထားလိုက်ပါတယ်။နာရူတိုကတဘာဝစွမ်းရည်ကိုကျွမ်းကျင်နေပြီဖြစ်တာကြောင့်ပတ်ဝန်းကျင်ကလူတိုင်းရဲ့ချာကိုရာကိုအာယုံခံမိနေပြီပဲခါခါရှီကိုတော့မရှင်းသွားနေရလားလို့မေးလိုက်ပါတယ်။ဆူနာတဲကလည်းပြောစရာစကားမရှိပဲတိတ်ဆိတ်နေတဲ့အတွက်ခေါ်သွားလိုက်ပြီးနောက်မှာဖိန်းတွေကစစ်ဟော်တိုင်းနဲ့စတင်တိုက်ခိုက်ကြပါတယ်။ဒါပေမဲ့ပြေးဝင်လာတဲ့ကြံကြီးကိုပြန်ကင်ပေါက်လိုက်ပြီးနောက်ထပ်ဝင်လာကြတဲ့ခွေးနဲ့ကျွဲကိုတော့ဖားလင်မယားကထိန်းထားတဲ့အချိန်မှာနာရူတိုကသူ့လက်နှစ်ဖက်နဲ့ကိုဝါးတွေကို Sage Mode AMR ရာစင်ကန်နဲ့အဆုံးသတ်ခိုင်းလိုက်ပါတယ်။ပြီးရဲ့နောက်ကာမာပေါ်နာကာမာခန်နဲ့ကာမာဟီရိုတို့တွေကလည်းနာရူတိုနဲ့အတူတိုက်ပွဲလေးကိုဝင်လာကြပြီးနောက်ခါဆူယူပြပြချက်ရနေကြီးစုကိုစုပ်ယူနိုင်တဲ့ဖိန်းကိုဖားခုမီတဲ့လက်သီးတိုင်းနဲ့ပဲချဖို့လုပ်ပါတယ်။ဒါပေမဲ့လည်းဖိန်းတွေရဲ့အမြင်ကချိတ်ဆက်နေရကြောင်းလွယ်လွယ်နဲ့ထိုးလို့မရတဲ့အတွက်နာရူတိုကမမြင်ရတဲ့လက်သီးတိုင်းနဲ့ထိုးချလိုက်ပြီးခန်ဟီရိုနဲ့ဘွန်ဒါတို့ကလည်းအတီးတီးပွဲကျန်းနေကြပါတယ်။ဖားလက်သီးတိုင်းက Sage Mode အသွင်မှာပတ်ဝန်းကျင်ရဲ့တဘာဝစွမ်းအားကိုပါကိုယ့်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းလို့အသုံးပြုတိုက်ခိုက်နိုင်ပြီးတိုက်နိုင်တဲ့အကွာအဝေးနဲ့အာယုံခံနိုင်စွမ်းကလည်းမြင်မာတဲ့ပေါင်းဆက်တိုင်းတစ်မျိုးဖြစ်ပါတယ်။နာရူတိုကချက်ချင်းအချိန်မဆွဲဘဲနဲ့ Shadow Clone တွေကိုထုတ်လိုက်တဲ့အချိန်မှာဂျီဝါကြီးရလိုမျိုးနာရူတိုကလည်းပညာရှိတိုင်းကိုကျွမ်းကျင်တဲ့သူကဖိန်းရသိသွားပါတယ်။အဲ့ချိန်မှာဖိန်းကလည်းဂျီဝါကြီးရဲ့တပည့်တယောက်ဆိုတာကိုသိသွားပြီးသူ့ရဲ့လေးပုံစံ Rasen Shuriken ကိုထုတ်လိုက်ပါတယ်။ဖိန်းကသူတို့ရဲ့ဆရာကငြိမ်းချမ်းရေးကိုလိုချင်ခဲ့တာဖြစ်ပြီးသူနဲ့နီးလန်းချင်းမတူခဲ့တာဖြစ်ကြောင်းပြောတဲ့အတွက်နာရူတိုကလည်းလက်ရှိဖိန်းရဲ့လုပ်ရက်တွေကငြိမ်းချမ်းရေးဆိုတဲ့အရာမဟုတ်ဘူးလို့ပြန်ပြောပါတယ်။ပြောရင်းနဲ့မျိုးပုဂ္ဂိုလ်တောင်မှသူခိုးပြီးလေ့ကျင့်ခဲ့တဲ့အတိုင်း Rasen Shuriken ကိုပြစ်လိုက်ပြီးဖိန်းတွေအနားကိုရောက်တဲ့အချိန်မှာတော့